ရှင်ရှင်းနေတာမှပြန်လဲကြိုဆိုလိုက်ပါတယ်မင်းတစ်ခေါက်မိတ်ဆက်ပေးမှာကြတော့ဗရမ ्या ဆွဲသီးလေးတွေပဲဖြစ်ပါတယ်ရှင်ဒါလေးကမင်းတစ်ခေါက်မိတ်ဆက်ပေးမယ်ဗရမ ्या ဆွဲသီးလေးတွေပဲဖြစ်ပါတယ်ရှင်ဒါလေးကနံပါတ်1မြလွှဲဒီဇိုင်းလေးပဲဖြစ်ပါတယ်ရှင်စိုက်ကြီးကလေးလုံးဝကိုပေါ့နော်2လမ်းမှကျော်စိုက်ကြီးမဟုတ်လို့ပွက်တက်ဝလို့ရှင်လဲအရန်ကိုထဲလေးနဲ့အရန်ကိုလှပါတယ်ဒါလေးကနံပါတ်2ဒီဇိုင်းလေးပဲဖြစ်ပါတယ်ရှင်အလဲကခြေဝိုင်းလေးကိုမှမျက်ဝန်းပုံစံလေးခတ်ပေးထားတာပါဒါလေးကနံပါတ်3မျက်လွှဲဒီဇိုင်းလေးပဲဖြစ်ပါရှင်ဒီဇိုင်းလေးတွေကတော့စင်မလိုလိုနဲ့တစ်မျိုးစီလေးကွဲပြားပါတယ်နံပါတ်4ဒီဇိုင်းလေးပဲဖြစ်ပါရှင်သူကကြောင့်အရင်ကြီးရမကြမရဲ့အတွက်ပေါ့နော်အနီတော် site ကလေးပါဒါလေးကကြောင့်နောက်ဆုံးမျက်လွှဲဒီဇိုင်းလေးပဲဖြစ်ပါရှင်အစိမ်မပါလေးစိုက်ကြမရဲ့အတွက်ကြောက်သီးတန်လေးဖြစ်ပါတယ်အခုမင်းမိတ်ဆက်ပေးခဲ့တဲ့ဗရမ ्या ဆွဲသီးလေးတွေကိုစနေတက်တယ်ဆိုလို့ရှိရင်တော့မင်းတို့ရဲ့ PCP မှာဆက်သွယ်ပြီးတော့အသေးစိတ်စုံစမ်းမြင်နိုင်ပါတယ်ရှင်ရှုံးလေးမှာကိုယ်ရလာကြည့်ချင်တယ်ဆိုလို့ရှိရင်လည်းသူ့ရဲ့ရှုံးလေးမှာလာကြည့်ဖို့ဖိတ်ခေါ်ပါတယ်မင်းတို့ရှုံးလေးကကြတော့အမတ်ဆက်ကိုဇေယျဒုက္ခလမ်းအတွက်3ထိပ်သူ့ရဲ့တင်ငန်းကျုံမြင်းကြီးထက်မှာဖွင့်ထားတာပဲဖြစ်ပါတယ်ရှင်ဆက်သွယ်ရမယ်ဖုန်းလေးတွေကကြတော့39933444ခုခု3993515611ကိုဆက်သွယ်ပြီးတော့လည်းစုံစမ်းမြင်နိုင်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်